အခုရပိုင်းမှာတကဘာလုံးကမီဒီယာတွေအကုန်လုံးကနေပြီးတော့အုံကြွနဲ့ပေါ်ပြနေတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ဒါကတော့ပေ1500နီးပါးမြင့်တဲ့အဆောက်အုံရဲ့ထိပ်ဆုံးမှာတက်ပြီးတော့လက်ထပ်ခွင့်တောင်းခဲ့ကြတဲ့ရုရှားကစုံမဲတို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။အမျိုးသားရဲ့နာမည်ကတော့ Ivan Viegas လို့ခေါ်ပါတယ်။သူကအသက်က32နှစ်ပါအမျိုးသမီးရဲ့နာမည်ကတော့ Angelica Nicolao လို့ခေါ်ပါတယ်သူကအသက်33နှစ်ပါသူတို့နှစ်ယောက်ကအထက်မြင့်အဆောက်အုံတွေကိုတရားဝင်တက်ပြတဲ့ influencer တွေအနေနဲ့နာမည်ကြီးပါတယ်Ivan နဲ့ Angelica တို့ရဲ့တဲ့ကအဓိကနာမည်ကြီးသွားတာကတော့အဆောက်အုံအမြင့်ကြီးရဲ့ထိပ်ဆုံးပေါ်မှာတက်ပြီးတော့မှလက်ထပ်ခွင့်တောင်းခဲ့တဲ့အတွက်ကြောင့်မို့ဒါကအရန် romantic ဖြစ်တယ်ဆိုပြီးတော့နာမည်ကြီးသွားခဲ့တာပေါ့နော်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့လုပ်ရက်ကဒီထက်ပိုပြီးတော့လေးနက်တဲ့အတိတ်ပဲလည်းရှိနေပါသေးတယ်အဲ့ဒါကတော့သူတို့လက်ထပ်ခွင့်မတောင်းခင်မှာဒီအလံကိုထုတ်လွှင့်ခဲ့တယ်ပေါ့နော်အဲ့ဒီအလံမှာရေးထားတဲ့စာသားပါ When the power of love beats the love of power the world knows peaceချစ်ချင်းမြတ်တာရဲ့စွမ်းအားကအာနာကိုမမောတဲ့စိတ်ကိုကြော်လွှားနိုင်တဲ့အခါမှာကဘာကြီးကငြိမ်းချမ်းရေးကိုသိလာပါလိမ့်မယ်လို့အဓိပ္ပာယ်ရပါတယ်။သူတို့ဒီအလံကိုလွှင့်တင်ခဲ့တဲ့ယူရချက်ကတော့တကဘာလုံးအတွက်ကိုစားပြုငြိမ်းချမ်းရေး message ကိုသူကပေးချင်တာပေါ့နော်။အဲ့ဒီအပြင်ကမှသူတို့နှစ်ယောက်ကလည်းရုရှားလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ရုရှားနိုင်ငံရဲ့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လေသူတို့ရဲ့သဘောထားကိုကဘာကြီးကိုသိအောင်လို့ပြောပြချင်တဲ့အဓိပ္ပာယ်လည်းပါခဲ့တာပေါ့နော်။ Ivan နဲ့ Angelica တို့ဇွန်လ1ရက်နေ့မှာတက်ပြီးတော့လက်ထပ်ခွင့်တောင်းခဲ့တဲ့ Empire State Building ကလည်းတမိုင်းရာဇဝင်တော်တော်လေးကြီးတဲ့အဆောက်အုံတစ်ခုဖြစ်ပါတယ်။ Empire State Building ကို1930ခုနှစ်ဝန်းကျင်မှာစပြီးတော့တည်ဆောက်ခဲ့တာ။အဲ့ဒီအချိန်က The Greatest Depression လို့ခေါ်တဲ့အချိန်ကာလတစ်ခုပါ။ပထမကမ္ဘာစစ်ပြီးသွားတဲ့အချိန်တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့စီးပွားပြတ်ကတ်တွေလည်းကြုံတွေ့နေရပြီးတော့ငတ်မွတ်ခေါင်းပါမှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာဒီအဆောက်အုံကိုစပြီးတော့တိစောက်ခဲ့တဲ့အထက်100ကျော်တိတိကျကျပြောရမယ်ဆိုလို့ရှိရင်တော့104ထပ်ပေါ့အဲ့လောက်ထိတောင်မြင့်တဲ့အဆောက်အုံကြီးကိုတစ်နှစ်နဲ့45ရက်အတွင်းမှာအပြီးတိစောက်ခဲ့တာအသေးစိတ်တွက်ချက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့တပတ်ကို4ထပ်ခွဲနှုံးနေတောင်မှတိစောက်ခဲ့တာပေါ့နော်။ခဲ့တဲ့နှစ်100လောက်ကစီးပွားပြတ်ကတ်နဲ့ကြုံတွေ့နေရတဲ့အချိန်မှာပေ1454ပေတောင်မြင့်တဲ့အဆောက်အုံကြီးကိုဒီလောက်အမြန်နှုံးနဲ့တိစောက်နိုင်ခဲ့တယ်ဆိုတာကတော်တော်လေးတော့ချီးမွမ်းစရာကောင်းတယ်တော်ရုံစ조사အားထုတ်မှုတွေတော့မဟုတ်ဘူးပေါ့နော်အလုတ်သမားပေါင်း3400ကျော်နဲ့နိုင်ငံတွင်းမှာရှိတဲ့အလုတ်သမားတွေသာမကဘဲနဲ့တခြားနိုင်ငံကအလုတ်သမားတွေကပါဝိုင်းဝန်းပြီးတော့တိစောက်ခဲ့ကြရတဲ့အဆောက်အုံတစ်ခုဖြစ်ပါတယ်ကမ္ဘာပေါ်မှာအမြင့်ဆုံးအဆောက်အုံအနေနဲ့နှစ်40ကျော်မှတ်တမ်းဝင်ခဲ့ပါတယ်အဆောက်အုံကြီးကမြင်လွန်းအားကြီးတဲ့အတွက်ကြောင့်မလို့1945ခုနှစ်လေယာဉ်တစ်စင်းကနေပြီးတော့သူ့ရဲ့မြင်ကွင်းမှာမြူဖိုးတွေနဲ့ပိတ်မိနေတဲ့အတွက်ကြောင့်မလို့ဒီ Empire State Building ကြီးကိုမမြင်ဘဲနဲ့ဝင်တိုက်မိခဲ့တဲ့အတွက်ကြောင့်မလို့ဒီအဆောက်အုံရဲ့86လွှာမှာ18ပေ20လောက်ကြီးမားတဲ့အပေါက်ကြီးတစ်ခုလည်းဖြစ်သွားခဲ့တယ်။အဲ့ဒီအဖြစ်ပြက်ကြောင့်မလို့လူပေါင်း14ယောက်ကလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီအဖြစ်ပြက်ကြောင့်မလို့ Empire State Building ကို2ရက်ပိတ်ခဲ့ရတယ်။အဲ့ဒီ2ရက်အတွင်းမှာပဲပြင်ဆင်မှုတွေအများဆုံးပြုလုပ်ပြီးတော့3ရက်မြောက်နေ့မှာ Empire State Building ကိုငကိုမူလပုံစံတိုင်းပြန်ပြီးတော့လေပတ်ခဲ့တယ်။ Empire State Building မှာကအဓိကရုံးခန်းတွေဖွင့်ထားတာပေါ့နော်102ထပ်အထိကိုရုံးခန်းတွေဖွင့်ထားတယ်103ထပ်မြောက်မှာဆိုလို့ရှိရင်တော့ဒီနိုင်ငံတကာအထူးပုဂ္ဂိုလ်တွေ celebrity တွေကိုပဲတီးသန့်ငှားပေးတဲ့အထက်တစ်ထပ်လည်းရှိရဲ104ထပ်မြောက်မှာဆိုလို့ရှိရင်တော့အဆောက်အုံတစ်ခုလုံးကိုလုံခြုံရေးစနစ်တွေထိန်းချုပ်တဲ့အလွှာအနေနဲ့သတ်မှတ်ထားတယ်ဒီရုရှားလူမျိုးစုံတွေက Empire State Building ရဲ့ထိပ်ဆုံးကိုတက်တဲ့နေရာမှာသူတို့ကအပြင်ဘက်ကနေပြီးတော့ Spider-Man ဆန်တက်သွားတာမျိုးတော့မဟုတ်ဘူးပေါ့နော်သူတို့က Empire State Building မှာတခြားအပြင်လူတွေလိုမျိုးပဲbooking လုပ်ပြီးတော့ဝင်လာခဲ့တာပဲ102ထပ်အထိကိုတခြားသူတွေလိုမျိုးပဲပုံမှန်တိုင်းမဲ့တက်လေကားနဲ့ပဲတက်သွားတယ်102ထပ်ထိရောက်ပြီးတော့မှအပြင်ကိုသူတို့ကတကားတစ်ခုကိုချိုးဖောက်ပြီးတော့ခိုးထွက်ပြီးတော့မှအပေါ်ထိရောက်အောင်လို့ဒီတာဝါအပိုင်းကိုလက်ပလာနဲ့ဘာအကူအညီကိရိယာမှမပါဘဲနဲ့လက်ပလာအတိုင်းတက်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကဒီ Empire State Building ကိုမတက်ခင်တုန်းကလည်းတရုတ်နိုင်ငံမှာရှိတဲ့အမြင့်ဆုံးအဆောက်အအုံကိုလည်းတက်ခဲ့တယ်။မလေးရှားနိုင်ငံမှာရှိတဲ့မီတာ900ကျော်မြင့်တဲ့အဆောက်အအုံကိုလည်းလက်ပလာအတိုင်းပဲတက်ခဲ့တယ်။ပြင်သစ်နိုင်ငံမှာရှိတဲ့ Eiffel Tower ကိုလည်းလက်ပလာနဲ့တက်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။သူတို့ညောက်က Empire State Building ပေါ်မှာလက်ထပ်ခွင့်တောင်းပြီးွားတဲ့အချိန်မှာတော့ New York ရဲတွေကလာပြီးတော့ဖမ်းသွားကြတယ်။သူတို့တရက်အချုပ်ခံလိုက်ရတယ်ပေါ့နော်။နောက်နေ့မနက်မှာတော့ခံဝန်နဲ့ပြန်ပြီးတော့လွတ်လာတယ်။သူတို့ညောက်ကခွင့်ပြုချက်ပိတ်ပင်တားမြစ်ထားတဲ့နေရာအထိကိုတက်ခဲ့တဲ့အတွက်ကြောင့်မလို့ပိုင်နဲ့ကျူးကျော်မှုအဆောက်အုံရဲ့ထိပ်ဆုံးပိုင်းကိုတက်တဲ့နေရာမှာလူခန္ဓာကိုယ်ရဲ့ weight ကြောင့်ပေါ့နော်အဲ့ဒီမှာရှိတဲ့မူလီတွေနဲ့ပျက်စီးသွားတယ်ခြောင်သွားတယ်ဆိုပြီးတော့လည်းစီကိုဖျက်ဆီးမှု102ထပ်ကနေပြီးတော့အပြင်ကိုခိုးထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖောက်ထွင်းမှုစသဖြင့်ပုံမှန်တွေလည်း4ခု5ခုလောက်တက်ပြီးတော့တရားစွဲဆိုထားခြင်းလည်းခံရပါတယ်ဒါပေမဲ့အခုလက်ရှိမှာတော့သူတို့ကခံဝန်နဲ့လွတ်လာတယ်ပေါ့နော်ဒီပုံမှန်တွေနဲ့ဆွဲဆိုထားတဲ့အမှုတွေကိုလည်းတာဝန်ရှိတဲ့သူတွေကနေပြီးတော့ပြန်ပြီးတော့စစ်ဆေးမယ်သူတို့ရဲ့ CCTV တွေဘာတွေပေါ့နော်ပြန်ပြီးတော့စစ်ဆေးပြီးသွားတော့မှအမှုကိစ္စတွေကိုဆက်လက်လှုပ်ဆောင်မှာဖြစ်ပါတယ်တကယ်လို့ပြစ်ဒဏ်ကျူးလွန်ခဲ့တာထင်ရှားတယ်ဆိုလို့ရှိရင်လည်းပြစ်ဒဏ်တွေမှာထောင်ဒဏ်လည်းဖြစ်နိုင်တယ်ငွေသားဒဏ်လည်းဖြစ်နိုင်တယ်ပြည်နှင်ဒဏ်အထိပါဖြစ်နိုင်တယ်လို့လည်းသိရပါတယ်သူတို့နှစ်ယောက်ရဲ့လုပ်ရက်နဲ့ပတ်သက်ပြီးတော့ဒီရုရှားနိုင်ငံက
နိုင်ငံရေးထောက်ခံသူတွေကတော့တိတ်ပြီးတော့သဘောမကျကြဘူးပေါ့နော်ဒီလောက်ထိအောင်မှဆန္ဒထုတ်ပေါ်ပြခြင်းနေရဆိုလို့ရှိရင်တခြားနိုင်ငံကအဆောက်အုံမှာတော့မပြနဲ့ငါတို့ရုရှားမှာလာပြလီဆိုပြီးတော့ဝေဖန်နေကြတဲ့သူတွေလည်းရှိတယ်တချို့ကလည်းဒီလောက်ရက်ကအရန်ကမှ romantic ဖြစ်တယ်နောက်ခံသမိုင်းကြောင်းကလည်းကြီးကျယ်ပြီးတော့ကမ္ဘာအမြင့်ဆုံးအဆောက်အုံအနေနဲ့နှစ်40ကျော်တောင်မှတ်တမ်းဝင်ခဲ့တဲ့အဆောက်အုံပေါ်မှာလက်ထပ်ခွင့်တောင်းတာခံရတယ်ဆိုတော့ဒီ main ကလေးကအရန်ကန်ကောင်းတာပဲဆိုပြီးတော့အားကြနေကြတဲ့သူတွေလည်းရှိတယ်တချို့ကလည်းဒါ my USN နဲ့လောက်ရက်တစ်ခုပဲဖြစ်တယ် internet ပေါ်မှာနာမည်ကြီးခြင်းလို့ view တွေရခြင်းလို့တမင်သက်သက် stand ထွင်တဲ့လောက်ရက်ဖြစ်တယ်ဆိုပြီးတော့လည်းဝေဖန်ရှုတ်ချနေကြတဲ့သူတွေလည်းရှိတယ်အခုကြည့်နေတဲ့သူတွေရောဒီစုံခွဲရဲ့လောက်ရက်ကိုဘယ်လိုမြင်ပါသလဲ comment ထဲမှာပဲပြခဲ့ကြပါအောင်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်